ကဲငယ်ချင်းအားလုံးမင်္ဂလာပါနော်စောစောလေးကြည့်ရအောင်ပါနော်လေးလာလေးရအောင်နော်ငယ်ချင်းတို့ကျွန်တော်ဒီက3ကက်စီဒီနဲ့ဖန်လိုက်မယ်နော်ငယ်ချင်းတို့20မှာနော်ငယ်ချင်းတို့6တလုံးပါတဲ့ရှည်ပေါင်း6နော်ငယ်ချင်း6တလုံးပါတဲ့ရှည်ပေါင်း6ဒီမှာဆိုရင်လေ6တနည်းကျော်မှာဆိုရင်6တလုံးပါတဲ့ရှည်ပေါင်း6နော်တကယ်ချင်းတို့နော်9ခွန်တင်9ရှည်ပေါင်း6ရှည်ပေါင်း6ဒီမှာဆိုရင်လည်းဒါဟိုအောက်ကကနပေါ်တင်ထားတော့9ခွန်နဲ့နော်6တလုံးပါနဲ့ရှည်ပေါင်း6 9တလုံးပါနဲ့ရှည်ပေါင်း6နော်အဲဒီပထမကတ်မှာ9တလုံးပါနဲ့ရှည်ပေါင်း6ဒီမှာလည်း9တလုံးပါနဲ့ရှည်ပေါင်း6ဒီမှာလည်း9တလုံးပါနဲ့ရှည်ပေါင်း6တဲ့9တလုံးပါနဲ့ရှည်ပေါင်း6ဖြစ်လိုက်တာနဲ့တဲ့6ခါလို့ကြားလိုက်တာနဲ့တဲ့နော်တကယ်ချင်းတို့6ခါလို့ကြားလိုက်တာနဲ့တဲ့6ခါ6ခါ6ခါလို့ကြားလိုက်တာတဲ့ဒီမှာကြားတယ်ခဏလေးတွေဖုံးထားတာတကယ်လို့တော့ကြောက်ရင်ရှင်ခုံမကောင်းပါဘူးကျွန်တော်ဖုံးပေးထားတယ်နော်ငယ်လေးဒီမှာနော်6ခါလို့ကြားလိုက်ပြီငယ်လေး6ခါလို့ကြားရတယ်သူက6နောက်ပိတ်ကအော်တိုလိုက်ပါတယ်တဲ့6ခါ6နောက်ပိတ်နော်ငယ်လေး6ခါကြားရင်6နောက်ပိတ်လို့ကြားတယ်တဲ့ဒုတိယကတ်မှာဆိုရင်လည်းဒီမှာ6ခါလို့ကြားလိုက်တာနဲ့6နောက်ပိတ်ကအော်တိုလိုက်ပါတယ်နဲ့6ခါ6နောက်ပိတ်လိုက်တာနော်ငယ်လေးဒီမှာတတိယကတ်မှာဆိုရင်လည်း6ခါလို့ကြားလိုက်တာနဲ့6နောက်ပိတ်ကအော်တိုလိုက်ပါတယ်တဲ့နော်ငယ်လေးအဲ့ဒါပြီးတော့လာမယ်ဒီလိုလေးပေါ့နော်ငယ်လေး6ခါ6နောက်ပိတ်လို့လိုက်တာနဲ့တဲ့အဲ့အောက်မှာကြားတဲ့ကဏ္ဍလေးဒီမဲ့ကျွန်တော်ဒါလေးနဲ့ဖုံးထားတယ်နော်ငယ်လေးကဏ္ဍလေးမြင်နေရဖီးမရှိမှာမဟုတ်တော့6ခါ6နောက်ပိတ်လို့ဖြစ်လိုက်တာနဲ့တဲ့အောက်မှာကြားတဲ့ကဏ္ဍဒီတဲ့ကျွန်တော်တို့ကရှေ့ပေါင်း6နဲ့လာခဲ့တာမဟုတ်တဲ့6ပါတဲ့ကဏ္ဍတစ်ခွက်ပါပဲတဲ့နော်တကယ်6ပါတဲ့ကဏ္ဍတစ်ခွက်ပါတဲ့6ပါတဲ့ကဏ္ဍတစ်ခွက်ကပြန်ကြပါတယ်တဲ့6ပါတဲ့ကဏ္ဍတစ်ခွက်ကပြန်ကြတယ်တဲ့အဲ့ကောင်ကကြောကျွန်တော်တို့ရှေ့ပေါင်း6မို့6ထိပ်စီရဲ့အောက်ကကဏ္ဍမှာတဲ့နော်တကယ်6ထိပ်စီရဲ့အောက်ကကဏ္ဍမှာဆိုအဲ့ဒီမှာ20နဲ့မှာ6ထိပ်စီရင်ရှာမယ်6ထိပ်စီရဲ့အောက်က6ပါတဲ့ကဏ္ဍမှာ6ထိပ်စီရဲ့ဖြစ်တယ်အောက်မှာ6မှာပေါ့ကြဒီကဏ္ဍမဟုတ်ဘူးနော်တကယ်ကြီးနော်ဒီမှာလည်း6ထိပ်စီတော့ဖြစ်တယ်ကျွန်တော်ရှေ့ပေါင်း6မို့6ထိပ်စီရဲ့အောက်ကကဏ္ဍ6ကလည်းပါရမယ်နော်ဒီမှာလည်း6တယ်ဒီမှာအောက်မှာ6ပါတဲ့ကဏ္ဍမဟုတ်ဘူးတဲ့အဲ့ဒါတော့ပြန်ရှာမယ်6ထိပ်စီရဲ့အောက်ကျတော့မရှိဘူးတဲ့ဒီနေ့မှရှိတယ်သူက6ထိပ်စီလို့လည်းခံရမယ်6ထိပ်စီအောက်က6ပါတဲ့ကဏ္ဍတစ်ခွဲတယ်ဆိုတော့ဒီကဏ္ဍမှာဆိုရင်ဒီကဏ္ဍလေးဖြစ်ပါတယ်6ထိပ်စီတည်းဖြစ်တယ်6ပါတဲ့ကဏ္ဍလေးတစ်ခွက်ကပြန်ကြပါတယ်တဲ့နော်တကယ်ကြီး6ထိပ်စီလို့ဖြစ်တယ်6ထိပ်စီအောက်က6ပါတဲ့ကဏ္ဍလေးကပြန်ကြပါတယ်တဲ့ဘာလို့လို့ဆိုတော့သူကရှေ့ပေါင်း6ဖြစ်ကြလို့ကျွန်တော်တို့ရှေ့ပေါင်း6လေးနဲ့ယူထားတာနော်တကယ်ကြီးအဲဆိုရင်ဒုတိယကလေးမှာလည်းကြည့်မယ်ကြတော့ဒီမှာလည်း6ထိပ်6ခါ6ပိတ်လို့ဖြစ်တဲ့အောက်မှာကြားတဲ့ကဏ္ဍဒီတဲ့6ပါတဲ့ကဏ္ဍတစ်ခုပြန်ကြမယ်အဲ့ကဏ္ဍလေးကဘယ်လိုဟာလေးဖြစ်မလို့ဆိုတော့20နေပြီးတော့24เนาะအဲ့မှာ6ထိပ်စီရှာမယ်6ထိပ်စီဒီမှာ6ထိပ်စီကြတယ်အောက်မှာ6ပါတဲ့ကဏ္ဍကွယ်ဒီမှာကွယ်ရပြီ6ထိပ်စီဖြစ်တယ်အောက်က6မပါဘူးဒီကဏ္ဍမဟုတ်ဘူးကြတော့မရှိဘူးเนาะငယ်ချင်းတို့အဲ့ဒီမှာပဲရှိတယ်เนาะအဲ့မှာ6ထိပ်စီအောက်ကကဏ္ဍလေးတစ်ခုပါပဲတဲ့6နှစ်6ဆိုတဲ့ကဏ္ဍလေးဟာအဲ့နာလေးမှာပြန်ကြပါတယ်တဲ့တကယ်လို့6နှစ်6ဆိုတဲ့6နှစ်ဆိုပြန်ကြပါတယ်တဲ့နော်တကယ်လို့အဲ့ဆိုရင်ဒီမှာဆိုရင်လေရှေ့ပေါင်း6မို့အဲ့6ခါ6ပိတ်လို့ကြားလိုက်တာနဲ့တဲ့အဲ့အောက်မှာကြားမဲ့ကဏ္ဍဒီ6ခါ6ပိတ်လို့ဖြစ်တဲ့အဲ့အောက်မှာကြားကြတယ်6ပါတဲ့ကဏ္ဍတစ်ခွက်6ပါတဲ့ကဏ္ဍတစ်ခွက်ဖြစ်ရမယ်နောက်ပြီးတော့6ထိပ်စီရကျူပေးရမယ်ဆိုဒီမှာ6ထိပ်စီရကျူပြီးပြီ6ထိပ်စီအောက်က6ပါတဲ့ကဏ္ဍတစ်ခွက်ဆိုတော့963ဆိုတဲ့ကဏ္ဍလေးပါတဲ့နော်တကယ်ကြီး963ဆိုတဲ့ကဏ္ဍလေးဖြစ်ပါတယ်တဲ့963ဆိုတဲ့ကဏ္ဍလေးဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်ကကွက်လေးချုပ်လိုက်မယ်ပေါ့နော်နှစ်ကွက်တော့ထိုးလိုက်ပါနော်တကယ်ကြီးနော်6ထိပ်စီအောက်ကကဏ္ဍဆိုတော့ဒီမှာ66နှစ်လို့ sorry 136လို့136က136လို့တဲခင်ထားတယ်တဲ့နော်အဲ့လိုပြန်မှာကျွန်တော်ဒီနေရာမှာ3ညထည့်လိုက်မယ်ခါလုံးလေးထည့်မှာနော်တကယ်ကြီးနော်ခါလုံးလေးကိုတဲ့ဒီ3လုံးကဒီ3လုံးပေါင်းချင်း6ဆိုရင်6နောက်ပိတ်နေသွားပါတယ်တဲ့နော်တကယ်ကြီးဒီ3လုံးက6ဆိုရင်6နောက်ပိတ်နေသွားပါတယ်တဲ့နော်တကယ်ကြီးsorry ကျွန်တော်ကဒီမှာ66နှစ်ရခဲ့တယ်နော်66နှစ်လို့ဒီနေရာမှာ6ထည့်လိုက်တာဆိုတော့6 3 6လို့ထည့်လိုက်ရင်နှစ်ဆိုရင်နှစ်နောက်ပိတ်ကအော်တိုသွားပါတယ်တဲ့နော်တကယ်
ကျွန်တော်အခု963ဆိုတဲ့ကဏ္ဍလေးကိုကျွန်တော်က3ခါလေးထည့်လိုက်မယ်နော်တကယ်နော်3ခါလေးထည့်လိုက်မယ်ကျတော့6 3ဆိုတော့5ပါတဲ့ကျတော့3 5 635ဆိုတဲ့ကဏ္ဍလေးဖြစ်ပါတယ်တဲ့နော်တကယ်နော်အဲကြောင့်ပထမကလေးပြန်သွားပြင်မယ်နော်အဲ့လိုဒီမှာကျွန်တော်136လောက်ထည့်လိုက်တာနော်တကယ်နော်136လို့ထည့်လိုက်ခြင်းအဲ့ကြတော့ဒီမှာကအဲ့3ညနေပြီးဒီ3မုံညုံရ136ကခွန်ဆိုရင်ဒီဘူရှိကလည်းပြန်ခွန်ပြရမယ်နော်ဒီဘူရှိခွန်ဆိုဒီဘူရှိကလည်းခွန်ပြန်ဖြစ်ရမယ်တဲ့နော်တကယ်နော်အဲဆိုရင်ဒီကလေးမှာဆိုရင်ကြည့်မယ်ဒီမှာ6ထည့်လိုက်တာဆိုတော့6ဆို8တယ်နော်တကယ်နော်6ဆို8ဆိုရင်ဒီဘူရှိကလည်းပြန်8ပြရမယ်နော်တကယ်နော်63ညနေ8ကျွန်တော်ဒီကနေ့လေးထည့်တာကြိုက်တယ်လားဆိုတော့ကျွန်တော်ဒီမှာ3ခါတော့863က9ကခွန်ဆိုရင်နော်ဒီမှာ66နဲ့665ကလည်းညခွန်ပေးပါတယ်နော်တကယ်ဒီနော်ရှင်းလာမလို့တကယ်နော်ပြီးကျွန်တော်တို့6ထိပ်စီအောက်ကကဏ္ဍလေးဖြစ်တယ်အဲ့တော့6ရဲ့ပြောမှဆိုရင်ဒီကဏ္ဍလေးဒီမှာကြားလိုက်တာနော်တကယ်နော်136တဲ့အဲ့လိုဖြစ်လို့စမ်းတယ်တဲ့โอเคကျွန်တော်136เนาะဒီမှာ136ဒီကဏ္ဍကပြန်ကြပေးတာเนาะအဲ့လိုဖြစ်လိုက်မယ်ဆိုရင်တဲ့6ရဲ့နက်ခတ်6နက်ခတ်9လို့ဇောင်းထိုးရမှာတခွက်ကဒီမှာခွန်66ဆိုပြီးဇောင်းက9ထိုးစီးတယ်တဲ့เนาะတကယ်လို့ခွန်66ဒီမှာเนาะခွန်66လို့ဇောင်းထိုးတဲ့ကဏ္ဍလေးတခွက်ပါတဲ့အဲ့ဆိုရင်ကျွန်တော်တို့66နှစ်ဆိုတဲ့ကဏ္ဍလေးเนาะဒီမှာ66နှစ်ဆိုတဲ့ကဏ္ဍလေးထည့်မယ်တဲ့အဲ့ကဏ္ဍလေးက9လို့ဇောင်းထိုးရလားတဲ့ဒီမှာ66နှစ်ဆိုတဲ့ကဏ္ဍလေး66နှစ်ဒီမှာ336 9လို့ဇောင်းထိုးတယ်တဲ့เนาะတကယ်လို့ဒီကောင်3ကကြာလှည့်ထားတယ်သူကကျွန်တော်963ထည့်တာနော်မှဆိုဒီလိုသွားရမှာ4ပဲထိုးထားတာသူကဒီမှာပြန်ထိုးတာလေတဲ့9နှစ်ဆိုပြီးတော့ဇောင်းပြန်9ထိုးပေးထားတယ်နော်သူကလှည့်ထားပါဗျာ3ကစီကတော်တော်များများလှည့်တတ်တယ်နော်တကယ်ကျွန်တော်ကြီးအဲကျွန်တော်ပြန်ပြောပြမယ်နော်ဟောဖိုင်နေတဲ့ຢာလေးဆိုဒီမှာ9တလုံးပါနဲ့ရှည်ပေါင်း6ဒီမှာလည်း9တလုံးပါနဲ့ရှည်ပေါင်း6ဒီမှာလည်း9တလုံးပါနဲ့ရှည်ပေါင်း6လို့ဖြစ်လိုက်တာနဲ့9တလုံးပါနဲ့ရှည်ပေါင်း6ရှည်ပေါင်း6လို့ဖြစ်တယ်နဲ့6ခါဆိုရင်6ခါကြားလိုက်တာနဲ့နော်6ခါကြားလိုက်တာနဲ့6ပိတ်ကအော်တိုဝင်နေတဲ့အဲ့အောင်မှာကြားတဲ့ကဏ္ဍဒီပြန်ကြပါတဲ့အဲ့ဘယ်ချိန်မှဘလူကဏ္ဍပြန်ကြရတော့ဆိုရင်6ထိပ်6ရှည်ပေါင်း6ဖြစ်လို့6ထိပ်စီအောက်ကကဏ္ဍလေးတစ်ခုဖြစ်ပါတယ်ဆိုတော့ဒီမှာ6ထိပ်စီရဲ့အောက်က6ပါတဲ့ကဏ္ဍတစ်ခုဖြစ်တယ်6ထိပ်စီအောက်က6ပါတဲ့ကဏ္ဍနဲ့ဒီမှာလေးပြန်ကြတယ်ဒီမှာဆိုရင်လည်း6ထိပ်စီ sorry 9လုံးပါနဲ့ရှည်ပေါင်း6ဖြစ်လိုက်တာနဲ့6ခါလို့ကြားလိုက်တာနဲ့တကယ်လို့6ခါလို့ကြားလိုက်တာနဲ့6ဘိတ်ကအော်တိုဝင်နဲ့အဲ့အောက်မှာကြားပြန်ကြပါတဲ့ဘယ်လိုပြန်ကြရမလို့ဆိုကျွန်တော်ကရှည်ပေါင်း6ဆိုတော့6ထိပ်စီအောက်က6ပါတဲ့ကဏ္ဍတစ်ခုဖြစ်ရမယ်ဆိုတော့6ထိပ်စီအောက်က6ပါတဲ့ကဏ္ဍ6နဲ့6လေးကဒီမှာ6နဲ့ဆိုပြီးပြန်ကြပါတယ်တဲ့เนาะတကယ်လို့ဒီမှာဆိုရင်လည်း9လုံးပါနဲ့ရှည်ပေါင်း6ဖြစ်လို့တဲ့6ခါလို့ကြားလိုက်တာနဲ့6ဘိတ်ကအော်တိုဝင်ပါတယ်တဲ့အဲ့အနောက်မှာဆိုရင်အဲ့အောက်ကမှာကြားမဲ့ကဏ္ဍဒီပြန်ကြပါတဲ့เนาะပြန်ကြပါဆိုတော့ဒီမှာပြန်ကြဘယ်လိုကဏ္ဍပြန်ကြမလဲဆိုသူမှာ6ရှည်ပေါင်း6မျိုး6ထိပ်စီအောက်က6ပါတဲ့ကဏ္ဍတစ်ခုဆို963တစ်ခုပဲရှိတယ်เนาะတကယ်လို့မှဒီဘက်နှစ်ကိုဆက်လိုက်မယ်ဆိုရင်လည်းဒီမှာ6ထိပ်စီရှာကြည့်မယ်6ထိပ်စီတော့ဖြစ်တယ်တဲ့အောက်က break တစ်ဖြစ်နေเนาะ6ပါတဲ့ကဏ္ဍမဖြစ်ဘူးတဲ့ဒီမှာဆိုရင်လည်း6ထိပ်စီပြည့်တယ်ဘာမှမဖြစ်ဘူးဒီမှာ6ထိပ်စီပြည့်တယ်6မပါအောက်ကကဏ္ဍကဟောလား895နော်ငယ်895ဒီမှာခွန်396တယ်6နောက်ပိတ်ဖြစ်နေတယ်တကယ်လို့မှကိုကစိတ်ချခြင်းနဲ့ဟိုပါပေါ့လုံညင်းနေဆိုရင်တော့6ပါတယ်ပြောမှဆိုရင်ပြန်ကြဖြစ်မယ်ဆိုရင်တော့ဒီကဏ္ဍ4ခွက်ပဲရှိတယ်ပြောမှဆို1ခွက်2ခွက်3ခွက်4ခွက်6ဒီကပတ်လဲဒီကောင်လည်းပတ်လဲသွားမယ်ဆိုအားလုံးမှ22ခွက်ဖြစ်မှာအဲ့ကြတော့မဖြစ်နိုင်22ခွက်ကြီးတော့ကျွန်တော်လည်းမထိုးနိုင်ဘူးနော်အဲ့ကြတော့ကျွန်တော်ကတော့ဒီကျွန်တော်တို့ရခဲ့တဲ့ကဏ္ဍလေးကျေးဇူးရှင်ကဏ္ဍလေးဆိုတော့635ဆိုတဲ့ကဏ္ဍလေးရွေးပြလိုက်ပါတယ်တဲ့635ဆိုတဲ့ကဏ္ဍလေးပါနော်635 963ရရ936ကတော့ရန်လိုက်ပေါ့ဗျာငယ်နော်5ချိန်ကျေးဇူးရှင်ကဏ္ဍလေးနော်ကျွန်တော်ကဒီကဏ္ဍမှာထိုးမှာအားလို့ဆိုကျွန်တော်ဒီကဏ္ဍလေးနဲ့တော်များများတို့ငယ်ချင်းတို့နဲ့စတည်ခဲ့တယ်ဆိုတော့နော်ဒီကဏ္ဍလေးနဲ့ကျွန်တော်ရဘူးတယ်ဒီကဏ္ဍလေးနှစ်ကွက်လုံးရဘူးလားဆိုတော့ကျွန်တော်ကတော့ထိုးမှာပါခမတင်ကျွန်တော်ကဒီကွက်ပါထိုးမှာနော်ငယ်ချင်းတို့4ကွက်လုံးထိုးနိုင်တော့ကောင်းတာပေါ့ဗျာပတ်စံရှိရင်တော့ကျွန်တော်ကတော့ထိုးတော့ထိုးမှာပါနဲတာနဲ့များတယ်ကွာမှာနော်တကယ်ကျွန်တော်အားလုံးကဲတကယ်အားလုံးကံကောင်းကြပါစေဗျာဒီထဲမှာကပေါက်ကြပါစေကဲကျေးဇူးရှင်ကဏ္ဍလေးတော့မေးလို့မရဘူးနော်တကယ်နော်635လေးနော်အားထိုးရင်လည်းမမောက်ပါဘူးကိုရဘူးသားကျေးဇူးရှင်ကဏ္ဍလေးဆိုတော့နော်ကဲတကယ်ချင်းအားလုံးကံကောင်းကြပါစေဗျာ